15ရက်2လ2026မိနစ်3နာရီခွဲမှာရန်ကုန်တိုင်းမရန်ကုန်မြို့နယ်2ရက်ကွက်မောင်ဝင်းကုံမဆိုင်မိလာမှုကြောင့်မြို့သမီး2ဦးကွယ်လွန်ခဲ့ပါတယ်။မြို့သမီး3ဦးအတူနေထိုင်ကြပေမယ့်တဦးကဖျားဖူးခရီးသွားတာကြောင့်ကြံရှိတဲ့သူ2ဦးကွယ်လွန်ခဲ့ခြင်းဖြစ်တာပါ။အပေါ်တက်ကနေစတင်လောက်ကျွမ်းခဲ့တာဖြစ်ပြီးကုံမဆိုင်ဖြစ်တာကြောင့်ဒူးစရိုက်သမားရန်ကိုကြောက်လို့ဆိုင်တကားကိုတော့ကိုးလုံးခတ်ထားမှုကြောင့်အလွယ်တကူဖွင့်မရဖြစ်ခဲ့ပါတယ်။နောက်ဖေးခန့်ကလည်းအလွယ်တကူထွက်လို့မရတာကြောင့်ကွယ်လွန်သူညီမ2ဦးဟာနောက်ဖေးခန့်မှာဖက်လျက်သားလေးမိလောင်ကွယ်လွန်ခဲ့တာလို့သိရပါတယ်။ကဲဆယ်ရေးဖွဲ့တွေရောက်ရှိချိန်မှာတော့ကိုးလုံးခတ်ထားတဲ့တကားကိုပစိန်များနဲ့ဖျက်ထုတ်ခဲ့ရပြီးနောက်ဖေးခန့်မှာဖက်လျက်ကွယ်လွန်နေတဲ့ညီမ2ဦးကိုမနှဲဖြီထုတ်ခဲ့ရတယ်လို့သိခဲ့ရပါတယ်။ဒီဝမ်းနဲ့ဖွဲ့ရဖြစ်ရဲ့သင်ခန်းစာကတော့ကုံစုံဆိုင်လိုမျိုးပစ္စည်းတွေအများအပြားရှိတဲ့ဆိုင်တွေမှာမိဘလုံခြုံရေးကိုအထူးဂရုစိုက်သင့်ပြီးဝန်လန်းထွက်လန်းတွေကိုအဆင်ပြေအောင်ပြုလုပ်ထားသင့်ပါတယ်။